ပြီးစီစဉ်နေပြန်လဲကြိုဆိုပါရစေဒီတစ်ခါကျူတူရဲ့လည်းဘူးရေးချတဲ့တချင်ကအယိုးရဲ့လူလဲအာရှသားဆိုတဲ့တချင်ဖြစ်ပါတယ်သူကတော့ key ကတော့ D flat ပါဒါပေမဲ့ capo first fret မှာထားပြီးတော့ C position နဲ့ဒီမှာဖြစ်ပါတယ် okay intro မှာကျတော့ C chord ကြီးပဲနော်1 2 and 3 and 4 and 1 2 and 3 and 4 အဲ့လိုဖြစ်သွားနော်1 2 and 3 and 4 2နဲ့4နဲ့ essence ထည့်ပြီးနော်2နဲ့4နဲ့နည်းကြည်ကြည်လေးဖိတီးမယ်ပေါ့နော်1 2 and 3 and 4 1 2 and 3 and 4လောက်တော့1 2 and 3 and 4 okay verse မှာလေးတိုင်းမယ် C နှစ်ပါး E နှစ်ပါးပြီးတော့ D minor နှစ်ပါးပြီးတော့ G နှစ်ပါးဒါပဲ၄កောက်နော်ပထမနှစ်ခေါက်ရင်ဒီကြည့်မယ်နော်1 2 and 3 and 4 and 1 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 2 and 3 and 4 and เข้าอีกได้ไหม 1 2 and 3 and 4 and 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 1 2 and 3 and 4 ပြီးနောက်နှစ်ခေါက်လည်းဒီအတိုင်းပဲသွားမှာပဲနော် okay ပြီး chorus မှာပါတဲ့ကောက်တဲ့ F chordနှစ်ပါးပြီးတော့ C ပြီးတော့ G ပိုင်း D နောက်ပေါ်မှာ G ဆိုရင်ဒီလိုပေါ့လက်တန်းအောက်မှာချလိုက်ရတယ်နော်ဒါပေမဲ့သူက bass ကို B ယူလိုက်တယ်နော် first inversion နဲ့ကိုင်လိုက်တယ် G ကိုနော် C ဒါမှလက်ညှိုးနဲ့ယူလိုက်မယ်နော်ဒီမှာလက်တန်းနှစ်ချောင်းလုံးတီးလိုက်ရတယ်တစ်ချောင်းနဲ့တီးလိုက်ရတယ်နော်1 2 3 4 and အဲ့လိုပြသွားမှာနော်1 2 and 3 and 4 and ပြီးတော့ A minor minor ပြီးတော့ဘယ်လိုဒီလိုလဲရ A minor bass က G ဖြစ်သွားမယ်။ A minor 7 by G လို့လဲရတယ်နော်။အဲ့လိုဒီလိုလဲရတယ်။ဒါမှမဟုတ် A minor ပဲ bass G ထည့်ဒီလိုလဲရတယ်။နော်။ chorus ဒီကြည့်မယ်1 2 and 3 and 4 and 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 အဲ့လိုဖြစ်သွားမယ်နော်1 2 and 3 and 4 and ပြီးတော့ D7 1 2 okay ပြီးဒုတိယတစ်ခေါက်ဒီတိုင်းမှာ1 2 and 3 and 4 and 1 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 2 and 3 and 4 KP music ကဘာနဲ့တူမလဲဆိုတော့ဒီ verse ကပါတဲ့ chord နဲ့တူမယ်နော် music 1 2 and 3 and 4 and 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 D minor 1 2 and 3 and 4 and verse 2ကလည်းဒီအပေါ် verse အတိုင်းပဲ1 2 and 3 and 4 and 1 2 and 3 and 4 and 1 2 and 4 and 1 2 and 3 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 and 4 and that's so mad and that's so mad and I'm not Jesus I'm all yourဒီတစ်ခေါက်ဆက်သွားမယ်ဒီတစ်ခေါက်လည်းဒီတိုင်းပဲ2 and 3 and 4 and 1 2 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 and 3 and 4 and
chorus ကလည်းဒီအပေါ်အတိုင်းပဲနောက်ပြီး ending မှာလည်းဒီပေါ်ကပါတဲ့ chord တွေပဲ okay ရပြီနားလုံးဆင်ပြပါစေ